don't even try, you just exist and that's enough for me. You smile like you don't know what it does to me and I pretend အားလုံးပဲမင်္ဂလာပါရှင်မမီကေမိဖို့ချောင်းလေးရနေကြိုဆိုပါရနော်ဒီနေ့တမီးကြီးရလေပန်ကိတ်ကိုညာကြီးမီတောင်းဆိုရပေါ့နော်ဒီည8နာရီကျော်နေပြီပန်ကိတ်လေးစားကြတယ်ညစာကိုထမင်းမစားတော့ဘူးဆိုပြီးတော့တောင်းဆိုတော့ကေပန်ကိတ်လုပ်ပြီးဖို့စီစဉ်နေပေါ့နော်အဲ့ဒီမှာပြောလဲဆိုတော့ဖွားဖွားအားတဲ့အုံးသီးပေးလိုက်တယ်မေမေတဲ့ပန်ကိတ်ကိုအုံးသီးပန်ကိတ်လုပ်ကြွေးပါရဲဆိုဟာဘို့ထွေးတမီးမမေအုံးသီးပန်ကိတ်မလုပ်တော့ဘူးခလေးရဲ့အဲ့ဒါကအုံးသီးထည့်လုပ်တယ်ဆိုတာဘိမုံနေမှာပဲလုပ်တာလို့ပြောတော့မမေကလည်းလွယ်လွယ်လေးရဲ့အဲ့ဒီပန်ကိတ် recipe တွေကိုအုံးသီးအဖက်တွေချစ်ပြီးထည့်လိုက်ရင်ဒါအုံးသီးပန်ကိတ်ပေါ်မမေရဲ့လို့သူကထပြောတာနဲ့အေးတမီးစားချင်တယ်လည်းမမေအုံးသီးပန်ကိတ်လုပ်ပေးမယ်နော်ဆိုပြီးတော့ကေအမအုံးသီးကိုဂျင်းနဲ့ချစ်အုံးသီးတွေကိုဂျင်းနဲ့ချစ်ပြီးသူ့အတွက်အုံးသီးပန်ကိတ်လုပ်ပေးရမယ်ပေါ့နော်ပန်းဝင်ပစ္စည်းတွေကတော့အရင်ဆုံးဂျုံမှုန့်ရယ်ပြောင်းကုန်မုံတစုံရယ်စားလေးရယ်ကြက်ဥတွေရယ်ပြီးတော့နွားနို့ရယ်ခုချစ်ထားတဲ့အုံးသီးတွေရယ်ပေါ့နော်ထည့်ပြီးလုပ်လိုက်တယ်။ပန်းဝင်ပစ္စည်းတွေကတော့ရှေ့မှာသာကြည့်လိုက်တော့ပေါ့နော်။အဲ့ဒါဘာမှဘယ်လိုခေါ်မလဲဘာမှဘိမ့်မုံလို့ဖြစ်နေတာပေါ့နော်။အုံးသီးနဲ့ဆိုတော့လေအမြင်လေးတစ်မျိုးဖြစ်ပြီးတော့စားရတဲ့အရာမှလည်းလေအုံးသီးနဲ့မှုံမွေးလေးပေါ့အုံးသီးနဲ့မမွေးလေးနဲ့ဆိုတော့တမျိုးတော့ဖြစ်တယ်ပေါ့နော်။ကေကတော့ဒီမုံရဲ့နာမည်ကိုလေပန်ကိတ်လို့တော့မပေးချင်တော့ဘူး။ဘာမှဖိမုံလို့ပဲပေးလိုက်ချင်တော့တယ်။ဘာမှပန်ကိတ်လို့ပဲပေးလိုက်ချင်တော့တယ်။ဘာလို့ဆိုအုံးသီးအဖက်နဲ့တစ်ခါမှမလုပ်ဘူးပေါ့နော်။သူလုပ်ခိုင်းလို့သာလုပ်ပေးလိုက်တယ်။ပြီးတော့စားကြည့်လိုက်တော့လေအရသာလေးကမစိုးတော့မစိုးဘူးပေါ့နော်။သူလုပ်ခိုင်းလိုက်တဲ့ပန်ကိတ်အရသာလေးကပန်ကေးအရသာစိမ့်စိမ့်လေးရဲ့အုံးသီးရဲ့အရသာလေးရဲ့နဲ့ဆိုတော့လေတော်တော်လေးတော့အရသာအသက်ဆန်းလေးတော့ရတယ်ပေါ့နော်အမှလုံးပန်ကေးကိုလေလုံးနေနဲ့မီးရပြက်လိုက်လာလိုက်နဲ့အားလုံးပေါင်းမီးပြက်တယ်လာတယ်မီးပြက်တယ်လာတယ်နဲ့အားလုံးပေါင်း၄ကြောလောက်လှုပ်လိုက်ကြတယ်ရှင်ညဘက်ဆိုတော့မီးကပြက်လိုက်လာလိုက်ပြက်လိုက်လာလိုက်နဲ့ဟိုအမှကိုရီးယားကားလိုပဲအပိုင်းပိုင်းတက်တက်နဲ့လှုပ်လိုက်ကြတယ်ပေါ့နော်ဒီနေ့ကလေကြက်ဥနှလုံးနဲ့လှုပ်ထားတာအများကြီးတော့ရတယ်ပေါ့နော်သူတို့เนี่ยကောင်းကောင်းတော့စားလို့ရတယ်ပေါ့ပန်ကိတ်ကိုလေထူထူလေးလုပ်ရင်ကောင်းမလားဒီလိုမျိုးအချက်လိုက်ပြပြချက်ပပလှလှလေးလုပ်ရင်ကောင်းမလားလို့စဉ်းစားတဲ့အချိန်မှာအုံးသီးနဲ့လုပ်မှာဆိုတော့လေပပလှလှလေးမှအဆင်ပြေမှာဆိုတော့ပပလှလှလေးလုပ်နေရပါတော့ပြီးတော့အိမ်ကိုဧည့်သည်ရောက်နေအခုအတန်တွင်းနေတော့မှရှေ့မှာအတန်နေစူညံနေရပေါ့နော်သူတို့လည်းရောက်နေတော့အဲ့ဒါသူတို့လည်းအခမ်းမို့အတွက်ကိုဒါတွဲပြီးတော့လုပ်ပေးလိုက်တယ်ပေါ့နော်အရသာအသက်ဆန်းလေးဖြစ်သွားအောင်ပေါ့နော်အုံးသီးပန်ကိတ်ပေါ့အုံးသီးအဖက်တွေကိုလေဒီလိုမျိုးထည့်ပြီးတော့စားရင်အရသာရှိတယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ပန်ကိတ်ကိုပဲတီးတန်းတော့ပြီးမှအုံးသီးလေးဖြူစားရင်လေတမျိုးလေးပေါ့နော်ရီတော့ရီရတာတခါမှမလုပ်ဘူးပေါ့နော်ဘသူတွေရောဒီလိုအုံးသီးပန်ကိတ်လို့စားဘူးလဲတော့မသိဘူးပေါ့စားဘူးလဲဆိုရင်လည်းပြောပြပါအောင်လို့တကယ်စားဘူးလားပေါ့ကေကတော့ဒါပထမဦးဆုံးသမီးပြောပြလို့စားရတာတကယ်တော့အဲ့အုံးသီးကကေကမနှက်ဖန်ကကြရင်အုံးထမင်းလို့စားမလားလို့စဉ်းစားနေဥစ္စာကိုသမီးကလုပ်ခိုင်းလိုက်တော့ဒါအုံးသီးပန်ကိတ်ဖြစ်သွားတယ်ပေါ့နော်အုံးထမင်းမရတော့ဘဲနဲ့အုံးသီးပန်ကိတ်ပဲဖြစ်သွားရတယ်ပေါ့အချက်ကြီးအများကြီးရတယ်ပေါ့ထောသက်လေးတုံးလိုက်ပန်ကိတ်လေးလုပ်လိုက်နေပေါ့ဘာပဲလေးတုံးလိုက်ပန်ကိတ်လေးလုပ်လိုက်နဲ့လုပ်လာလိုက်တာအချက်ကြီးအများများတော့ရလာတယ်ပေါ့အခုလိုမျိုးလေပေါပေါရှာရှာလေး idea လေးတွေနဲ့လေမီနူးအသစ်ကလေးတွေပူဇာတတ်တဲ့သမီးလေးတွေရောရှိလားရှင်အခုလိုမျိုးလေအဲ့လိုမီနူးအသစ်အစမ်းလေးတွေ recipe အသစ်အစမ်းလေးတွေပူဇာတတ်တဲ့အစားအသောက်အသစ်အစမ်းလေးတွေပူဇာတတ်တဲ့လေကလေးလေးတွေပိုင်ဆိုင်ထားတဲ့မေမေတွေရှိကြလာရင်ကေကတော့အဲ့လိုမျိုးဘယ်လိုခေါ်မလဲအထူးအစမ်းတွေကိုတောင်းဆိုတတ်တဲ့သမီးအကြီးလေးကိုပိုင်ဆိုင်ထားရပေါ့နော်အငယ်လေးကတော့ငယ်သေးတယ်ဆိုတော့တိတ်မတောင်းဆိုတတ်သေးတော့ तू ကတော့သူ့မမတောင်းဆိုလိုက် तू ကရောပြီးတွေ့လိုက်ပေါ့စားလိုက်ပေါ့အဲ့လိုမျိုးဒါကတော့အလေးလိုက်လေးလုပ်လိုက်တာပေါ့နော်ပပလှလှလေးနဲ့အလေးလိုက်ကလေးလုပ်လိုက်တာနောက်ရကြရင်ပလိုးမုံလေးလဲလှုပ်ကြွေးပေါအောင်လို့တော့တောင်းဆိုရပေါ့အဲ့ဒါလဲလှုပ်ပေးရအောင်မယ်ဒါပေမဲ့လှုပ်ဖို့အချိန်မရသေးဘူးအဲ့ဒီအတွက်ကတော့ तू အချိန်ပိုပေးရတယ်ဆိုတော့ကဲဒါအထက်အများကြီးရပြီဆိုတော့ဧည့်သည်တွေကိုအခမ်းလိုက်အောင်မယ်ရှင်ကလေးတွေကိုလည်းကြွေးရင်ပေါ့အုံးသီးဖြူလိုက်အောင်မယ်ရှင်အမြင်စမ်းနဲ့ဟာတာတော့ဖြစ်နေရပေါ့နော်
အုံးသီးချစ်ထားတာဖြူလိုက်အောင်မယ်ဒါကတော့အလေးလိုက်လေးတွေပေါ့ဒါကတော့အလေးလိုက်ပန်ကေးလေးပေါ့မီးရလေးပြက်လိုက်လာလိုက်နေဆိုတော့လေအမအစင်းစင်းလေးလှုပ်လိုက်ပြင်ဆင်လိုက်နဲ့ဒါမီးပြန်လာလို့ထပ်ပြန်လုပ်နေရတာပေါ့ကြံနေတဲ့မုံနှစ်လေးတို့ထပ်လုပ်နေရပါတော့တခါတော့လေမစားအဲ့အုံးသီးပန်ကိတ်ဆိုတာကိုမစားဘူးတဲ့လှုပ်စားကြည့်ပါသိလားစားလို့တော့ကောင်းတယ်ပေါ့နော်ဒါမဟာတလို့တော့ဖြစ်နေရပါတော့အရသာလေးကတော့ကောင်းပါတယ်လို့မစားဘူးတဲ့ရင်လိုက်လှုပ်စားကြည့်ပါလို့မီနူးတလေးတိုးတာပေါ့နော်အုံးသီးပန်ကိတ်တဲ့တွေ့ကြရင်တော့ဘိန်းမုံလိုပဲပေါ့အုံးသီးဖြူထားတယ်ဆိုတော့ကဲဒါကတော့အလိမ့်လိုက်လေးပေါ့နော်အလိမ့်လိုက်လေးလုပ်ပေးလိုက်တာရှင်ဒီသမီးကြီးလိုမျိုးလေးထူးထူးဆန်းဆန်းတောင်းဆိုတတ်တဲ့သမီးလေးတွေရှင်လဲဘာတွေကိုတောင်းဆိုဘူးလဲအဲ့ဒါလေးပြပြပေးပါအောင်သိချင်လို့ပေါ့နော်အဲ့လိုဆန်းဆန်းပြပြလေးတွေအထူးဦးဆန်းနေပေါ့နော်မီနူးအစ်တွေတောင်းဆိုတတ်တဲ့ကလေးလေးရှင်လဲသိချင်ပါတယ်လို့မျှဝေပေးပါအောင်နော်ဒါကတော့ final အချက်ကလေးပေါ့ရတာလေးတက်ချာလေးကလည်းနုနုအီအီလေးနဲ့အုံးသီးနဲ့မှုံမွေးလေးနဲ့အုံးသီးပန်ကိတ်ပေါ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါရှင်